ဆိုတော့တာတေရလိုက်ပြီ execution retreat ပေါက်တွဲသုံးတော့တာဗောနော်အဲ့မှာ phobia ထောင်းတာနဲ့တော့မဲ့ပြီအော်တန်းပြောက်သွားရောက်ပြီနားလိုက်တဲ့ phobia ဆိုအဲ့တော့အဲ့ဒီကိုကြိုက်တယ်လို့ပြောအဲ့မှာ County Guano the way dragon တက်လိုက်တာသုံးပါရတော့ County Guano play က way dragon Ranger Sonata Rasori အော်ဒါနဲ့ land play နဲ့ခဏဖြတ်ပြီးသွားနေတာတော့ဆိုတော့ PR နေတဲ့အဲ့ဒီတော့လိုက်တဲ့ can လေးတော့ can နဲ့နောက်ဆုံးတစ်ချက်မှာတော့ Bini ပလေကာလေးထုံပြီးတော့ white blast လေးနဲ့လက်လက်ပတ်လေးအဆုံးသတ်ပြခဲ့တယ်ဗျာနော်တော့စစ်နဲ့လိုက်သွားတာ ဆိုတော့ဒီဘက်မှာလေချောင်းဂျီကွယ်လိုထက်နေနေအောင်လမ်းမှာ Ruby လေးတော့ Sonata Rasori တွေပြစ်ခွဲတိုင်းနောက်တစ်ချက်ရလိုက်ပြီတကယ်ကောင်းတဲ့ပြစ်ချက်တွေစမ်းကြည့်ရဲ့ဟောမှာ Lancelot execution ထိုးပြန်ဖမ်းမှရမယ်သူ့ကိုဖြားစင်းသွားတယ်ဆိုရင် Lancelot နားလဲအဲ့မှာ The Way Dragon နဲ့ရတဲ့အားလုံးလေးပဲအဆုံးသတ်ထားပါလေ Final Slam နဲ့သူအသက်မှာထွက်တယ် Final Slam တော့မှလည်းလက်မြောက်နေလို့ရှိတယ်ဟိုမှာ Lancelot ဝင်လုံးနေပြီ PR မင်္ဂလာပါဒီလိုအဲ့မှာတန်းပြတ်သွားပြီဗျာချောင်းကြီးကတော့ The Way of Dragon of Purify ကြီးချောင်းလည်း play နဲ့ပြန်ကင်ပေါက်ခံအောင်အားလုံး Final Slam နဲ့ကေးကောက်ခံလိုက်ဆိုလို့ဒါပေမဲ့လမ်းရှိက Flicker နဲ့လေ Ryan Min နေနေကတော့အားလုံးတော့ပြန်တက်ပေးထားပါတယ်ဆိုပြီးတော့ Dragon တိတ်တော့မတက်ရောက်သွားပြီမသေးပါတယ်လို့ Evoke 8 အော်8 3ဖြစ်သွားပြီเนาะအဲ့ဒီအပေါ်လမ်းမှာလည်းဘယ်ကလည်းညီညီရရှိရယူတယ် manipulation damage တွေအောင်တော့နေတော့3ကြီးရိုက်နေပြီThat's what CCC Granger ပြစ်ချက်လုံးနေသုံးမကြီးရိုက်သွားတယ် game number 2မှာလဲကျွန်တော်ရဲ့ချင်းမြန်မာအင်ရှင်ထိုင်းလေးကို2-0ဆိုတဲ့ clean sheet နဲ့အနိုင်ရရှိသွားခဲ့တဲ့နောက်မှာတော့ sorry